မင်းနှုံမင်းကြီးမှာမိဖုရားပေါင်း45ပါးရှိပါတယ်အဆောင်ရမိဖုရားငယ်တွေမောင်းမမိတ်တန်တွေပါထည့်တွက်ရင်မိဖုရားပေါင်း53ပါးအထိရှိတယ်လို့လည်းဆိုကြပါတယ်ဒါအပြင်မင်းကြီးမှာသားတော်သမီးတော်ပေါင်း130ပါးရှိတယ်လို့တော့တမိုင်းမှတ်တမ်းတွေမှာတွေ့ရပါတယ်ဒီလောက်များပြားလာတဲ့မိသားစုကိုပိုင်ဆိုင်ခဲ့တဲ့ကုန်းမောင်ခေရဲ့ဖုံးတကိုးကြီးမားဆုံးမင်းတစ်ပါးရဲ့နောက်ွယ်ကလှည့်ဝက်ချက်တွေကဘာတွေများဖြစ်မလဲမင်းနှုံမင်းကြီးဟာဘလို့စေးကောင်းဝါကောင်းတွေကိုတုံးဆွဲခဲ့ပါသလဲဒီတစ်ခါတော့မင်းနှုံမင်းကြီးရဲ့နန်းတွင်းစေးလှည့်ဝက်ချက်တွေကိုစိတ်ဝင်စားဖွယ်ဘုဒ္ဓတာဖြစ်ဖွယ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထုံးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကျော်စွာပါမင်းနှုံမင်းတရားကြီးဆိုတာနဲ့ပြစ္စမသင်္ခါရဏတင်သာသနာပြုမင်းမြတ်ကြီးအဖြစ်အားလုံးရဲ့ရှင်ထဲမှာကြီးမားတဲ့နေရာတစ်ခုရယူပြီးသားဖြစ်ပါတယ်။ဒါပေမဲ့ကုန်းမောင်ဆက်မဟာယာဇဝင်တော်ကြီးလိုတမိုင်းမှတ်တမ်းတွေအရမင်းကြီးမှာမိဖုရားပေါင်း45ပါးနဲ့သားတော်52ပါးသမီးတော်58ပါးစုစုပေါင်းသားတော်သမီးတော်130ပါးထွန်းကားခဲ့တဲ့ဆိုတာကိုလည်းလူကြီးမင်းတို့သတိပြုမိကြမှာဖြစ်ပါတယ်။တချို့မှတ်တမ်းတွေမှာဆိုရင်အဆောင်ရမိဖုရားငယ်တွေမောင်းမမိတ်တန်တွေပါထည့်တွက်ရင်မိဖုရား53ပါးအထိရှိတယ်လို့အောင်ဆိုကြပါတယ်ဒီတော့သာသနာပြုမင်းမြတ်ကြီးကမိဖုရားတွေဒီလောက်ယူရသလားကာမဂုဏ်ခံစားမှုဒီလောက်ကြီးရသလားလို့စောဒကတက်เสียရှိလာပါတယ်ဟုတ်ပါတယ်အပေါ်ယံကြည့်ရင်တော့ရှင်ဘရင်တစ်ပါးရဲ့ကာမဂုဏ်ခံစားမှုတက်တက်လို့ထင်စရာရှိပါတယ်ဒါပေမဲ့တကယ်တော့တမိုင်းရှုထောင့်ကနေအသေးချာလေ့လာကြည့်ရင်ဒါဟာအင်မတန်ပါနဲ့တဲ့နိုင်ငံရေးဗျူဟာတစ်ခုဖြစ်နေတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်အဲ့ဒီခေတ်ကအင်အားကြီးမားတဲ့မင်းကြီးမင်းသားတွေမြို့စားနယ်စားတွေနဲ့ရှမ်းစော်ဘွားတွေရဲ့တစ္ဆာခံမှုကိုရယူနိုင်မှုအတွက်သူတို့ရဲ့သမီးပြိုတွေကိုမိဖုရားဖြစ်တောင်းခံပြီးနိုင်ငံရေးအိမ်တော်ဘက်အဖြစ်တိုင်းပြည်တည်ငြိမ်ရေးကိုတိစောက်ခဲ့တာဖြစ်ပါတယ်။ဘာသာရေးအကျင့်လဲပြစ္စမသင်္ကန်းရဏတင်မင်းတရားကြီးဟာကာမေတုမိစ္ဆာစာရကံကိုကျူးလွန်ခဲ့တာလုံးဝမဟုတ်ပါဘူး။အဲ့ဒီခေတ်ကလူမှုစံနှုန်းတွေအရတရားဝင်လက်ဆက်ခဲ့တာဖြစ်ပြီးမိဖုရားများပြားခြင်းဟာလည်းအဲ့ဒီခေတ်စနစ်အရမင်းကောင်းမင်းမြတ်တွေရဲ့ဖုံးတကူကြီးမားခြင်းပြရုပ်တစ်ခုပဲဖြစ်ပါတယ်မိဖုရားတွေဒီလောက်များပြားတာတော့နန်းတွင်းမှာစီကံတကြရှိလာပါတယ်မိဖုရားတွေဟာအဆောင်တော်တစ်ခုထဲမှာစုပြုံနေထိုင်ရတာမဟုတ်ပါဘူးအားလုံးသိထားကြတဲ့အတိုင်းမင်းကြီးရဲ့အချစ်ဆုံးတဲ့နိုင်ငံရေးမှာအတိုင်ပင်ငယ်အဆုံးပုဂ္ဂိုလ်ကြီးဖြစ်တဲ့နန်းမတော်မဟာရတနာဒေဝီလို့သိကြတဲ့စัจ जाဒေဝီမိဖုရားကြီးတီဘောမင်းရဲ့မေတော်မြောင်နှမ်းမိဖုရားကြီးတိရိမဟာရတနာမင်္ဂလာဒေဝီစင်ဖြူမရှင်လို့လူသိများတဲ့အလဲနှမ်းမိဖုရားကြီးတိရိမဟာတုရတနာဒေဝီနဲ့အနောက်နှမ်းမိဖုရားကြီးတိရိမဟာရတနာဒေဝီတို့ဟာကိုယ်ပိုင်အဆောင်ရောင်တွေနဲ့ခမ်းနားစွာဆံမြန်းကြပါတယ်ရှင်ဘရင်ဟာမိဖုရားတွေအားလုံးကိုတပြိုင်နက်တည်းဆံမြန်းခဲ့တာမဟုတ်ဘဲနန်းတွင်းကလှည့်ကျစနစ်နဲ့တမားတော်ကြီးရဲ့စောင့်ကြက်ကြီးကြပ်မှုအောက်မှာကျမ်းမာရေးတင့်တော်မှသာအဆောင်တော်ကူးလေးရှိတာဖြစ်ပါတယ်ဒီနေရာမှာတချို့ကမင်းနှုံမင်းကြီးဟာရေမချိုးဘူးလို့ဆိုကြပါတယ်ဒါကအလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်ပါတယ်နိုင်ငံခြားတန်တမန်တွေရဲ့မှတ်တမ်းတချို့မှာမင်းနှုံမင်းကြီးဟာရေနှင်းငယ်ပဲချိုးလေးရှိတယ်လို့ဆိုကြပါတယ်ဒါပေမဲ့မင်းကြီးရဲ့အနီးနားကိုရောက်သွားတာနဲ့အင်မတန်မှုပြန့်လှတဲ့စံတကူးနဲ့စပယ်နက်လာရနံ့တွေကိုထုံမွန်းနေအောင်ရတတ်ပါတယ်တကယ်တော့ဒါဟာရေလုံးဝမချိုးတာမဟုတ်ဘဲရေသုံးသက်တော်မူပြီးနောက်အာယုံကြောကိုလန်းဆန်းစေပြီးစိတ်ဆန္ဒကိုနိုးကြားစေတဲ့ပန်းပေါင်းစုံအစီနှစ်တွေဆေးဘက်ဝင်တစ်မြစ်တစ်ဖူအစီတွေကိုခန္ဓာကိုယ်အနှံ့လိမ့်ချန်ခြင်းကိုနန်းတွင်းဒလိအနေနဲ့သုံးဆွဲခဲ့တာပဲဖြစ်ပါတယ်မိဖုရားပေါင်းများစွာပိုင်ဆိုင်တဲ့မင်းနှုံမင်းကြီးဟာတန်ပန်ယောက်ျားတွေထက်ယောက်ျားပိသားလွန်တဲ့မင်းတစ်ပါးဖြစ်ပါတယ်မင်းကြီးဟာကျမ်းမာရေးကိုအထူးလိုက်စားပြီးမြင်းစီခြင်းလမ်းလျှောက်ခြင်းနဲ့ဓာရီကစားခြင်းတွေကိုနေ့စဉ်အချိန်ပေးတော်မူခဲ့တယ်လို့လည်းတမိုင်းမှတ်တမ်းတချို့မှာဖော်ပြထားကြပါတယ်အသက်အရွယ်ကြီးရင်လာတဲ့အထိမင်းကြီးရဲ့အတန်ဩဇာနဲ့ခွန်အားဗလာတွေကအမကန်ကောင်းမွန်နေခဲ့ပါတယ်ဒါရီရဲ့နောက်ွယ်မှာနန်းတွင်းသမားတော်ကြီးတွေရဲ့အထူးလျှို့ဝှက်ချက်တွေလည်းရှိနေခဲ့ပါတယ်မင်းနှုံမင်းကြီးရဲ့ခွန်အားနဲ့ကျမ်းမာရေးအတွက်ဆရာခဲရိုလိုနန်းတွင်းသမားတော်ကြီးတွေကနေ့စဉ်လိုစစ်ဆေးခဲ့ကြပြီးမင်းကြီးအတွက်နန်းတွင်းတိုင်းရင်းဆေးတွေကိုလည်းဖော်ဆက်တာခဲ့ကြပါတယ်။ဆေးနီးတွေကတော့အိန္ဒိယကလာတဲ့အာယုဗေဒနီးစနစ်နဲ့မြမယူရရှေးဟောင်းဓာတ်ပညာတွေကိုပေါင်းစပ်ထားတဲ့ဝါစီကရဏလို့ခေါ်တဲ့ဆေးနီးတွေကိုအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဆေးနီးတွေထဲမှာကရိုးကောင်ရဲ့ချက်နားမှာရှိတဲ့အိတ်ကလေးတွေကထွက်လာတဲ့အင်မတန်အနှံ့ပြင်းတဲ့အဖိုးတန်ဇီဝပစ္စည်းတစ်မျိုးကအဓိကပါဝင်ပါတယ်။ကဒိုးဟာနှလုံးနဲ့သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီးခွန်အားသွေးသားတက်ကြွစေပါတယ်။ဒါအပြင်ပြားရည်စစ်စစ်နဲ့ယောက်ျားခွန်အားအတွက်တဘာဝတစ်ဥတစ်ဖူတွေတရိษံအစိတ်ပိုင်းပါတဲ့ဆေးတွေခန္ဓာကိုယ်နှုတ်ပြစေဖို့တက်ထုတွေကိုအစိတ်ကင်းစင်အောင်လုပ်ထားတဲ့ရွှေဆေးတွေကိုနန်းတွင်းသမားတော်တွေကစနစ်တကျဖော်ဆက်တာကြပါတယ်။နေ့စဉ်စားတော်ပွဲတွေမှာဆိုရင်နွားနို့ထောပတ်ပြားရည်နဲ့တကြားတွေကိုတစ်ဥတစ်ဖူတွေနဲ့ရောဆက်ပြီးခွန်အားဖြစ်ဓာတ်စာအဖြစ်လဲသုံးဆောင်တော်မူလေးရှိပါတယ်။
မင်းတို့မင်းကြီးလက်ထက်ကနန်းတွင်တိုင်းရင်းစီးသမားတော်ကြီးတွေရဲ့စီးတော်ကြီးတွေကအင်မတန်မှအစွမ်းထက်လာတာကိုမင်းကြီးကစံနမူနာအနေနဲ့တက်တည်ပြနိုင်ခဲ့ပါတယ်မိဖုရားပေါင်းများစွာနဲ့အတူနေနိုင်ုံနဲ့မကပဲတားတော်သမီးတော်130ပါးအထိတောင်ထွန်းကားနိုင်ခဲ့ပါတယ်ဒါတောင်မမွေးဖွားမိနဲ့မွေးဖွားပြီးနောက်ကံတော်ကုံအဖက်မတင်ခဲ့တဲ့တားသမီးတော်တွေလည်းရှိနိုင်ပါသေးတယ်မင်းတို့မင်းကြီးဟာစီစံကောင်းနေနဲ့အင်မတန်မှကြမ်းမှတန်ဆွမ်းခဲ့တဲ့မင်းတစ်ပါးလို့ဆိုနိုင်ပါတယ်နန်းတွင်တိုင်းရင်းစီးသမားတော်ကြီးတွေကအထူးလျှို့ဝှက်လွန်းလာပါတယ်ဆရာစားချံပညာချံတတ်တဲ့ဒလိတွေကြောင့်တချို့ရှေးအောင်စီးနီးတွေကလက်ဆင့်ကမ်းခြင်းမရှိဘဲတိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်ဒါပေမဲ့လည်းတချို့စီးနီးတွေကတော့နှုတ်နဲ့လက်ဆင့်ကမ်းခဲ့တာတွေကျန်းစာပရပိုက်စာအနေနဲ့လက်ဆင့်ကမ်းခဲ့ကြတဲ့အတွက်အရက်ဖက်တိုင်းရင်းစီးသမားတော်ကြီးတွေလက်ထက်ကိုရောက်ရှိလာခဲ့ကြပါတယ်စကားမဆက်မင်းတို့မင်းကြီးလက်ထက်ကနန်းတွင်တိုင်းရင်းစီးသမားတော်ကြီးတွေရဲ့စီးတော်ကြီးတွေလိုပဲအင်မတန်မှအစွမ်းထက်လာတဲ့အမျိုးသားခွန်အားတိုးစီးတစ်လက်ရှိပါတယ်အဲ့ဒီစီးကတော့မြန်မာရှီအောင်စီးနီးစစ်စစ်တွေကိုခင်မီနည်းပညာတွေနဲ့ပေါင်းဆက်ဖော်ဆက်ထားတဲ့မောင်ကြီးတိုင်းရင်းစီးပဲဖြစ်ပါတယ်ရှိခေတ်မင်းဆိုးရစားတွေခံစားခဲ့ရတဲ့ခွန်အားနဲ့အိမ်တော်ရေးဒုက္ခမျိုးကိုအခုခေတ်မှာလူကြီးမင်းကိုယ်တိုင်ပိုင်ဆိုင်နိုင်ပါပြီပင်မနှွမ်းနေနေတဲ့အာယုံကြောတွေကိုပြန်လဲနှိုးကြစေပြီးစိတ်ကိုလန်းဆန်းစေတယ်လို့တဘာဝဆေးမြစ်တွေနဲ့ဖော်ဆက်ထားလို့ဘေးထွက်ဆိုးကျိုးအတွက်လည်းလုံးဝပူစရာမလိုပါဘူးတွေးတိုးရှိသူတွေလည်းတောက်သုံးနိုင်ပါတယ်အိမ်တော်ရေးဒုက္ခဆိုတာမိသားစုတစ်ခုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်ဒီအုတ်မြစ်ကိုခိုင်မာဖို့မောင်ကြီးတိုင်းရင်းစိနဲ့ယုံကြည်စိတ်ချစွာလက်တွဲသင့်ပါတယ်မောင်ကြီးတိုင်းရင်းစိကိုအမျိုးမျိုးနယ်ကစေးဆိုင်တွေမှာအလွယ်တကူရရှိနိုင်ပါတယ်။ online ကနေဝယ်ယူမယ်ဆိုရင်တော့မောင်ကြီးတိုင်းရင်းစိရဲ့ official page ကိုဆက်သွယ်မှာယူနိုင်ပါတယ်။မိဖုရားပေါင်းများစွာပိုင်ဆိုင်ခဲ့တဲ့မင်းတို့မင်းကြီးဟာတန်မန်ယောက်ျားတွေထက်ယောက်ျားပိသားလွန်းတဲ့မင်းတစ်ပါးဖြစ်တယ်လို့အင်မတန်မှလည်းကျမ်းမာတန်ဆွမ်းသူဖြစ်ပါတယ်။အသက်အရွယ်ကြီးရင်တဲ့အထိအရွယ်တင်နှုတ်ပြခဲ့တယ်လို့ခွန်အားပြေဝခဲ့ပါတယ်။မင်းကြီးဟာသာသနာပြုမင်းတစ်ပါးဖြစ်တယ်လို့တရားဘာဝနာပွားများခြင်းကိုလည်းနေ့စဉ်မပြတ်ဆောင်ရွက်တော်မူခဲ့ပါတယ်။ဒါကလည်းမင်းကြီးကိုအကြီးမားဆုံးခွန်အားဖြစ်စေခဲ့ပါတယ်။စိတ်ဖိစီးမှုတွေကိုတရားနဲ့ထိန်းချုပ်တာဟာဟော်မုန်းစနစ်ကိုညှိညွတ်စေပြီးနှုတ်ပြစေတဲ့အဓိကတော့ချက်ဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးကျယ်ခမ်းနားခဲ့တဲ့တော်ဝင်မိသားစုကြီးရဲ့ဇက်သိန်းကတော့ရင်နဲ့ကြေကွဲပွဲကောင်းလာပါတယ်။မင်းကြီးနဲ့ရဆန်ကြီးမှာတော့စင်ဖြူမရှင်နဲ့ရေနံချောင်းမင်းကြီးတို့စီစဉ်ခဲ့တဲ့နန်းတွင်းလူသက်ပွဲကြီးကြောင့်တားတော်သမီးတော်တချို့သွေးချောင်းစီအသက်ဆုံးရှုံးခဲ့ရတဲ့တမိုင်းဖြစ်ကရုပ်ဆိုးအကြီးတန်းလှပါတယ်။တကယ်တော့တမိုင်းရာဇဝင်ဆိုတာလွမ်းမောစွတ်ပြန့်ဖွယ်ရာတတ်မဟုတ်ပါဘူး။တင်ငန်းစာယူစရာတွေတွေးတောဆင်ခြင်စရာတွေနဲ့အမြဲတမ်းပြည့်နှက်နေတတ်ပါတယ်။လူကြီးမင်းတို့ရောမင်းတို့မင်းများကြီးရဲ့နိုင်ငံရေးအမြင်ကျမှုနဲ့နန်းတွင်းနေထိုင်မှုပုံစံတွေအပေါ်ဘလို့မြင်မိကြပါသလဲ။လူကြီးမင်းတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာပြန်လည်ဝေမျှခဲ့ကြပါဦးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ